ဒီလာထဲမှာပဲမကြခင်မှာကျွန်တော်တို့ဒါ Xiaomi ရဲ့17 series ပေါ့နော်17 series ကိုမြင်ရတော့မယ်ဒါကတော့နည်းနည်းလေး announce လုပ်ပေးရဘယ်လောက်တွေပြောင်းလဲသွားမလဲပြီးတော့ဘယ်လိုမျိုးလေးပါမလဲဆိုတာကိုဒါခံမှန်းခြေတွေပေါ့သူတို့ကြေညာထားတာတွေကိုပြပြပေးမှာဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်သိချင်တာကဘာကြောင့်70 series ဖြစ်သွားလဲပေါ့နော်16ကိုသူတို့ skip လိုက်တယ်အမှန်တကယ် Xiaomi 16နေ16 Pro ဒါမျိုးလေးလာမှာဒါပေမဲ့17ဘက်ကိုခုံပြီးတော့တက်သွားတယ်ပြီးတော့ဒီကောင်က teaser video ပိုင်းမှာထွက်လာတော့ဒါ rumor တွေရဆိုလို့ရှိရင်ထူးဆန်းတာဘာလဲဆိုရင်သူကဒီအနောက်မှာသူအဲ့လိုမျိုး display တစ်ခုထည့်ပေးထားမယ့်ပုံစံမျိုးဖြစ်နေတယ်အရှိမလည်း display ပါမယ်အနောက်မှာလည်း display ပါမယ်ဆိုတော့မြင်သာထင်သာအောင်ပြောရမယ်ဆိုရင်တော့ဒါ Xiaomi 11 Ultra series တုန်းကလိုမျိုးပုံစံမျိုးကြီးမြင်ရလိမ့်မယ် performance တွေပိုင်းမှာဆိုလို့ရှိရင်ထုံးစံတိုင်းပေါ့ Xiaomi ရဲ့ထုံးစံတိုင်း Snapdragon ရဲ့ဒါအမြင့်ဆုံးနောက်ဆုံးထွက်ဒီကောင်းကိုပဲစပြီးတော့သုံးပေးမယ်သူတို့ရဲ့ကျွေးနေကြအတိုင်းပဲ World First ဘာညာပေါ့ဒါမျိုးလေးနဲ့လာမှာ design တွေဘာတွေမှာလည်းအများ changes တွေဖြစ်နိုင်မှုရှိတယ်ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးရှင်းခုံစရာကောင်းတဲ့အနေအထားဖြစ်နေရပါဒီနှစ်ချိန်မဲ့အနေအထားမှာထွက်လာမဲ့အနေအထားတော့ဒါ Xiaomi ရဲ့17 Pro 17 Pro Max ဆိုပြီးတော့ model 3ခုထွက်လာမယ်လို့ပြောတယ်performance တွေဘာတွေကတော့ဒီလာထဲမှာပဲမြင်ရမှာတိတ်တော့မလို့တော့ဘူးရက်ကတော်တော်လေးကတ်နေပြီဆိုတော့ကျွန်တော်တို့တွေ Xiaomi 17 series ကနေပြီးတော့ဘာတွေရှင်းခုံမျောလင့်ရမလဲဆိုတာတော့မကြခင်မှာတွေ့ရတော့မယ်ဆိုတော့ကိုလူတို့လည်းရှာဖွေတွေ့ရှိထားတာလေးထင်မြင်ချက်လေးတွေဒီ17 series ဖြစ်သွားတဲ့အပေါ်မှာဘယ်လိုမျိုးမြင်လဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဒါနဲ့ရှိသေးရဲ့နော်တချို့တွေဆိုရင် innovation ဆိုတာဘာမှမသိပဲနဲ့ဖြစ်နေတဲ့ဟာမျိုးလေးတွေရှိတယ် innovation တွေကမကြခင်လာမှာစတာပါဒါစတာဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ရပါ Yangon Mobile Store